baby told me with a sigh, saying words that came across as a doubt. အစားတော့ဒီစာလေးရေးပေးမလို့ပေါ့နော်ဒီဗီဒီယိုမှာ subtitles လေးနဲ့ဒါပေမဲ့စာရေးရမှနည်းနည်းရှည်တာရောပြီးရင်မြန်မာဖုန်းကရိုက်လို့မလုံးဝမရဘူးပေါ့နော်ဖုန်းကအဲ့လိုဖြစ်နေရောကပ်မှလုံးလို့မရဘူးဖြစ်နေရတယ်အတန်းနဲ့ပဲပြောလိုက်ပါမယ်ဆိုတော့ခုနကနည်းနည်းကြော်သွားတဲ့ scene ကဟိုချီမင်းမှာပေါ့နော်ဟိုချီမင်းမှာ transit စီရတယ်ဘာလို့ဆိုတော့တဲ့နေရာနဲ့ထိုင်ဝမ်နဲ့ကို direct flight အဆင်မပြေလို့ပေါ့နော်ဟိုချီမင်းတီကို2နာရီလောက်စီးရပြီးတော့အဲ့ဒီမှာခဏလောက်ဆောင်နေပါတော့flight က delay ဖြစ်ပြီးတော့သူတို့ကြာနေနေတော့ပူကြသွားတယ်ပြီးတော့ဒီဟိုချီမင်းကနေမှထိုင်ဝင်2နာရီတကြာရပေါ့နော်ကိုရောက်တော့ခါကျတော့ဒီထိုင်ပေးကိုမှတရားမှာမဟုတ်ဘဲနဲ့ဒီထိုင်နံမှာတရားမှာပေါ့နော်အဲကြောင့်မလို့ထိုင်နံကိုသွားရပါတယ်ထိုင်နံနဲ့ဒီရောက်တဲ့ airport တွေက2နာရီ3နာရီလောက်ပေါ့နော်စီးရတယ်သူတို့ရှိမှာ transportation ကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်နှစ်မျိုးရှိရပါတော့ regular train နဲ့သွားမလားဒါမှမဟုတ်လို့ရှိရင် access ပါပေါ့နော် highway station ကနေသွားမလားပေါ့နော်အဲ့တော့ highway မဟုတ်ပါ high speed station high speed railway station ပေါ့နော်ဆိုတော့ access နဲ့သွားလို့ရှိရင်တော့အရန်မြန်တယ်ဒါပေမဲ့ပတ်စံပို့ပြီးတော့ကုန်တယ်ပေါ့နော်အဲ့တော့စကြင်ကတော့အဲ့ဒီမှာရှိတဲ့ဆရာလည်းဒီ access ပို့ကောင်းလို့ဆိုပြီး access စီလိုက်တယ်ပေါ့နော်ပြန်ကြလို့ရှိရင် regular train နဲ့ပြန်လာခဲ့ပါတယ်အများကြီးတော့ပတ်စံမကောက်ဘူးပေါ့နော်သူတို့ Taiwanese dollar 300 400လောက်ပေါ့နော်စီးရဘူးတန်းတန်းလို့လည်းပြောလို့ရတယ် access ဆိုလို့ရှိရင်2နာရီလောက်ကြာမယ်ခီးက regular train နဲ့ဆိုလို့ရှိရင်4နိုင်5နိုင်လောက်စီးရတယ်ပေါ့နော်ဒါတော့ view တွေဖြစ်ပါတယ်ပြီးတော့တလလုံးအိတ်တော့နောက်ပိုင်းနေတော့သင်မြင်လိုက်ရအောင်ပေါ့နော်ဒါညတညလုံးစီးရအောင်လေနှစ်ခုစီးဒီ train စီးနေဆိုတော့တညလုံးတခြားမအေးလိုက်အောင်ရောက်တော့လည်းမနေ့ကခုနပြရဲ့စားလေးစားပါတယ်အဲ့ဒါဘာလဲဆိုမလာတုပ်ဖို့ပေါ့နော်ပြီးတော့ဒီရေခဲချစ်လေးအဲ့ဒီမှာတော်တော်ကောင်းနေဒါပေမဲ့တော်တော်ချိုးတယ်ပေါ့နော်သူတို့ရှေ့ကအချိုးရမ်းကြိုက်လို့လားမသိဘူးဘယ်ဟာဆဆချိုးစီပြီးတော့တိတ်တော့မကြိုက်ဘူးပေါ့နော်အရမ်းချိုးတယ်ဟာပြီးတော့ဒီနေရာလေးကလမ်းလျှောက်ပြီးတော့သွားနေနေမှာတွေ့တဲ့ cafe ဆိုင်လေးပေါ့နော်အဲ့ဒီကသူတွေကလည်းတော်တော်လေးသဘောကောင်းပြီးတော့သူတို့ဒီအိမ်ဝယ်ဆဆချင်းဝယ်တော့ဘယ်လိုမျိုးတွေ့ကြုံနေရှိတယ်ပြီးတော့ဒီအိမ်ကလုံးဝအိမ်ဟောင်းပေါ့နော်ငယ်နှစ်တရာလောက်ကဟောင်းမပြင်ထားရဆိုတော့လည်းပြပြရဲပြီးတော့ညစာကြတော့ဒီလမ်းဆိုင်မှာပဲစားလိုက်တယ်နော်ပဲနို့တော်တော်ကောင်းတယ်ဒါပေမဲ့ပဲနို့ကနည်းနည်းပဲနိုင်တော့နည်းနည်းထွက်တယ်ပေါ့နော်ပြီးတော့ဒါကbus station မှာ bus ကဆောင်နေပါတယ်ပြီးတော့ပထမဆုံးနေဘယ်လိုသွားလို့ရှိရင် museum ကိုသွားပါတယ်ဒါလည်းတော်တော်လေးအဆင်ပြေသူတို့ရှိမှာ card လေးရှိပေါ့နော် easy card လို့လည်းခေါ်ရနောက် T-pass ဆိုလားမသိဘူးနော်အဲ့ဒါလေးရှိဆိုတော့ကိုစင်းစင်နဲ့မှတ်တိုင်မှာခလုတ်လေးနေပြီးဆင်းလိုက်အောင်မယ်စင်းကန်နေမှာအဲ့ခတ်လေးတစ်ခေါက်ပြန်ဖြည့်ရတယ်ပေါ့နော်အဲ့ဒါမှသူတို့ကပတ်စံချင်းစီးခဲ့တဲ့မှတ်တိုင်ကနေပြီးတော့ဆင်းသွားတဲ့မှတ်တိုင်ရဲ့ဂျားတွေကအကွာဝေးကိုကြည့်ပြီးတော့မှပတ်စံဖြတ်သွားတာပေါ့နော်ဆက်ပြီးတော့လမ်းလျှောက်ရမှာဖြစ်ပါတယ်map မှာပြထားတာတော့10မိနစ်ပေါ့နော်10မိနစ်လမ်းလျှောက်အောင်ပဲဘယ်ဘက်ကို꿰ရမှာလဲဆိုတာတော့ပြင်ကြည့်ရအောင်မယ်โอเคအဲ့ဒီမှာအကြိုက်ဆုံးကတော့တကယ် transportation နဲ့ဒီလမ်းနေဆိုလို့ရှိရင်တော်တော်လမ်းရှင်းတာပြီးတော့လမ်းကအကျဉ်းပဲဆိုတော့လေ traffic ဆိုတာလည်းတော်တော်ရှားတယ်ပေါ့နော်နေခဲ့တဲ့မြို့ကပဲဒီလိုမျိုးနည်းနည်း AC တဲ့မြို့မလို့လာတော့မသိဘူးပေါ့နော်ကျန်တဲ့မြို့တွေတော့မသိဘူးပြီးတော့နေရာတိုင်းမှာ temples တွေအများကြီးပဲရှိရယ်ဖခင်ကျောင်းတွေပေါ့နော်သူတို့တရုတ်ဖခင်ကျောင်းတွေအများကြီးရှိရယ်ဟိုဆိုင်ကလူတွေမကြည့်တန်းစီဘာဆိုင်လဲပြီးမှစားမယ်ပြီးမှစားပါမယ်အဲ့တော့အရင်ဆုံးအဲ့ MP ခံတက်ပေါ့နော်သူတို့အဲ့ကိုရောက်တယ်အဲ့မှာသူတို့သမိုင်းနေရှင်းပြရဲပေါ့နော်အဓိကအဲ့ခံတက်ကဟို Dutch တွေအဲ့ထိုင်ဝမ်မှာဟိုကိုလိုနီလောက်တော့ပေါ့ကွယ်အဲ့တော့သူတို့ဒီစောက်ထားတဲ့ဟာပေါ့နော်အရင်တော့ Fort Zeelandia လို့ခေါ်ပါတော့နောက်ပိုင်းကျတော့မှ MP4 ဆိုပြီးဖြစ်လာပါတော့အခုကျတော့ MP04 ဆိုပြီးတော့ tourist attraction ပုံစံမျိုးပေါ့နော်အဓိကသွားရတဲ့နေရာရှိပါတယ်အဲ့ဒီမှာတောက်တဲ့ဆိုတက်ဖို့ရပြီပဲသူလည်းမရှိတော့ဗီဒီယိုရေးရှောက်ရတာပေါ့နော်ဒီပင်နေရတော့လေတကယ်ကိုညောင်းဟိုနှမောက်တို့ဘာလို့ဘေးနာညောင်းဘေးနေတော့ထူ No entry
ဥစားလေးမြန်မာပြည်ကဟိုနမောက်နာမြောင်မင်းနဲ့တူတယ်ရွှေညောင်နဲ့တူတယ်အဲ့ဒီရဲ့ခံတက်ကသူတို့အဲ့ဟိုကိုလိုနီခေတ်တုန်းကဒီ trade တို့ပြီးတော့လို့ရှင် trade လုပ်တဲ့ဟာမျိုးရှိရပြီးတော့အတိကတော့ administrative center ပေါ့နော်သူတို့အုပ်ချုပ်ရေးနဲ့ defensive ပုံစံမျိုးလုပ်တဲ့ဟာပါပဲအမြင့်တော့အဲ့လောက်အမြင့်အမြင့်တော့မဟုတ်ဘူးနည်းနည်းတော့တက်တော့တက်ရတယ်ပေါ့နော်ဘယ်နှစ်ထပ်လောက်ရှိလဲဆိုရင်9ထပ်10ထပ်လောက်မှရှိမှတင်တယ်အခုခေတ်တိုက်တင်နေရှင်းမယ်ဆိုလို့ရှင်ဒီနေရာတော့တော်တော်ချက်တယ်ပေါ့နော်ဒါကတော့အပေါ်ဆုံးထက်မှာသူတို့အဲ့မှာ tourist guide tour guide တယောက်ရှိရပေါ့နော်သူများ group ကပါအဲ့ဒါမှလိုက်နာထားဆိုင်လေးရွေ့ထားတာများသောအားဖြင့်လေအဲ့ဒီမှာ museum တွေအကုန်လုံးကအင်္ဂလိပ်လိုရေးတာတော်တော်နည်းတယ်ပေါ့နော်ဘယ်လိုရေးတရုတ်မန်ဒရင်းလိုရေးတယ်နောက်ဂျပန်လိုရေးတာများတယ်တချို့နေရာတော့ရှိပါဒါပေမဲ့နည်းတယ်ပေါ့နော်ပြီးတော့အဲ့ဒီ compound ထဲမှာသူတို့ museum လေးထားတာအဲ့ museum ကအရင်တော့သူတို့အခွန်ကောက်တဲ့ရုံလေးဖြစ်ခဲ့ဘူးလို့ပြောရပါတော့အဲ့ကနေမှထွက်ပြီးတော့အဲ့ဒါဟို$90 80ပေးရပါတယ်ပြီးတော့အဲ့ရှိမှလက်ထပ်ဖို့တခုရှိလို့ခဏဆက်စုပြီးတော့ကြည်လိုက်တယ်ဒါကတော့ Ampin Harbor ဘာလဲမသိဘူး Harbor Park ဟုတ်တယ် Ampin Harbor Park ဖြစ်ပါတယ်ဒါတော့ညာရီနိုင်အောက် CSM မိုင်းနဲ့ရှောက်သွားတာပေါ့နော်မှာပေါ့နော်အများစုဆိုင်နေရတယ်ညကျမှဖွင့်နိုင်တယ်တချို့ဆိုင်တွေတနိုင်နဲ့နိုင်ထိဖွင့်နေပေါ့နော်ဒါမနေ့ကျလို့ရှိရင်ညဆိုင်တချို့တော်တော်ဆိုင်တွေများမဖွင့်နိုင်ဘူး9နိုင်စင်လိုက်မှဖွင့်တော့အဲ့လိုတော့ရှိတယ်ပေါ့နော်ညဆိုလို့ရှိရင်တော့သူကဒီ street food တွေတော်တော်နာမည်ကြီးလို့ပြောတယ် nice snack ဆိုပြီးတော့လေOkay ဒါကတော့ Shannon Street ဆိုပြီးသူတို့နောက်ထပ်နာမည်ကြီးရဲ့လမ်းကြားလေးပါပဲအရင်ရှိတော့မလမ်းကြားအများကြီးတော့ကြည့်ကြရမှာမရှိနောက်တစ်ရောက်တော့နောက်တစ်ရက်ကကျတော့ conference လုပ်မယ်အဓိကထိုင်ဝင်သွားတာ conference ကိုတက်ဖို့သွားတာပေါ့နော် conference ကိုအတွက်တခြားမြို့သွားပါတယ်အဲ့တော့ဒီနေ့တော့ regular train ပဲစီးရပေါ့နော်အိဆက်စာနဲ့ဝင်နေ Euro train ရထားနေပဲသွားပါတယ်အဲ့ဒါဖြတ်တိုင်းလေးတိုင်းနေပတ်တာဆိုရိုးရထားနဲ့အိတ်ဆက်စာနဲ့ပါခွာလဲဆိုအရင်ကြီးတော့မကွာဟိုကပုံမြင်တာအပြင်ဒီဥစ္စာတော်တော်လေးတော့တန်တန်ရှင်းရှင်းနဲ့ကောင်းပါတယ်အဲ့အချိန်ပိုပြီးတော့နည်းနည်းပိုကြတာရဲ့နောက်တစ်ခုကလှုပ်တာပေါ့နော်အိတ်ဆက်စာဆိုတော့လုံးဝမလို့တပြေးသွားတာပေါ့နော်train ရနေနေတာမန်ရထားရနေနေလှုပ်တယ်ရောက်ချင်မယ်အဲ့အနီးနားမှာရှိတဲ့နိုင်မာကကိုသွားပါတယ်အဲ့နိုင်မာကကတော့တကယ်ကို shopping district လို့ပုံစံမျိုးပဲတလန်းလုံးမှာဆိုင်တွေမှာအများကြီးပဲအဲ့လိုဈေးချိုတဲ့ဆိုင်တွေကနေပါလို့ brand ဆိုင်တွေအများကြီးပဲ showroom တွေမှာအများကြီးပဲ New Balance တို့နောက်ဘာလဲမသိအများကြီးပဲအဲ့ဒါရှိတယ်ပေါ့ဒီနောက်တစ်ရက်ကတော့အပျော်လေးတွေ shop ပြီးတော့မှဒီကသွားရဲ့အကြောင်းရင်းပေါ့ conference တက်ဖို့
သွားကြပါပြီ conference ကလေအဲ့ရဲ့တိုင်ချွန်းကဟိုတက်ကတူတွေမှာပဲပေါ့နော်အဲ့တော့အရင်ပြီးတော့အစတော့ကတော့ဘယ်လိုမျိုး conference ကိုအရင်အကြီးလို့ထင်တာပေါ့နော်ဒါပေမဲ့ကြီးတော့ကြီးတယ်ဒါပေမဲ့လူတွေအများကြီးဘလို့လူပေါင်း1000ကျော်အဲ့လိုမျိုးကြီးမဟုတ်ပေါ့နော်လူရောက်150လောက်ပေါ့နော်ဆောက်အေရှားသူတွေလာတာများတယ်ပေါ့နော်တော်တော့အတွေ့အကြုံတွေအများကြီးရခဲ့တယ်သူတို့ရှိမှာ agenda ကတော့2ရက်မှာမှဒီဟိုပြောရမယ့် session မှာကျတော့parallel session ပေါ့နော်အဲ့လို3-4ခုပြိုင်ပြီးတော့သွားတဲ့ session တွေလောက်တာပေါ့နော်ဒီ paper တွေဖတ်ကြတယ်များသောအားဖြင့်တော့အကြောင်းအရာကတော့မျိုးစုံပဲmain theme ကတော့ဒီ South Asia နဲ့ပတ်သက်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ religion နဲ့ပတ်သက်တဲ့ဟာတွေတချို့ဆို religion နဲ့ပတ်သက်ပြီးဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး meditation နဲ့ပတ်သက်တာပြောရရှိရဲနောက်မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပြောရရှိရဲနောက်တရုတ်နဲ့ဒီမြန်မာနိုင်ငံရဲ့ဟာအကြောင်းလည်းပြောရရှိရဲတော့တရုတ်ရဲ့ influence တွေပြောရရှိရဲနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တာပြောရရှိရဲနော် topic ကတော့အစုံပဲအလိုကောင်းချင်နေရတော့လေပြီးတော့ Philippines တို့ Indonesia တို့သူတို့နိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာနဲ့ဒီအာရနဲ့ချိန်ပြီးတော့ပြောရရှိရဲပေါ့နော်ဒါပေမဲ့အဲ့ဒီတနေ့ကိုမနက်9:00နာရီလောက်ကနေပြီးည9:00နာရီ10:00နာရီဒီ session တွေဇက်တိုက်တက်ရတာပေါ့နော်ဒါပေမဲ့တမန်ညစာတော့သူတို့တည်ချာကောင်းကောင်းမကျွေးရပေါ့နော်ပထမတစ်ရက်မှာပေါ့နောက်ရက်တည်တော့မကျွေးဘူးပထမတစ်ရက်မှာကျွေးတော့နောက်တစ်ရက်ဒုတိယနေ့ကိုပြောရမယ်နေ့ဆိုတော့လှပြင်တာပေါ့နော်အဲ့နေ့ကတော်နေမကောင်းဖြစ်နေတော်နေမကောင်းဖြစ်နေဆိုတော့တိုင်ချွန်မာလေတွေကတော်တိုက်တာပေါ့နော်တိုင်နယ်မှာတော့ပူပြီးတော့တိုင်ချွန်မာတိုက်တော့ကိုကလည်းဝတ်စရာလည်းဘာမှအဲ့လိုအနှွေးတွေပါယူမသွားတော့လေရတော်တိုက်ပြီးအေးပတ်ပြီးတော့အတန်းနည်းနည်းဝင်နှားလေးစီအဲ့လိုတွေဖြစ်တာပေါ့နော်ဒါမဲ့လည်းအပြည့်អွန်တာအဲ့နေ့senior year. So it's my great honor to present my research on this topic of how liberal art education can become a tool for the nation building in Burma. သူက paper presentation လုပ်တဲ့ဟာမှာဆိုလို့ရှိရင်လည်း session 4-5ခုတိုက်ဟိုတောက်လျှောက်စက်တိုက်ပေါ့နော်တစ်ချိန်တည်းမှာပဲ run တာဆိုတော့ခါကြတော့လူတွေအဲ့လိုပြစ်သိမ့်နေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုရီပြောတဲ့အခန်းထဲမှာပေါ့နော်ဆရာကျောင်းဆရာဆရာမနဲ့ပြောတဲ့အခန်းမှာတော့လူရှိရဲပေါ့နော်ပြောတာလေတော်တော်တော့စိတ်တီးလှုပ်ရှားပြောလေပထမဆုံးပြောတာဆိုပထမဆုံးအတိကဟိုကို paper presentation စာတမ်းဖတ်တာဆိုလည်းနည်းနည်းတော့စိတ်လှုပ်ရှားပေါ့နော်ဒါပေမဲ့လည်းတေချာလေးဆင်ပြေတော့ပါတယ်နောက်တစ်နေ့လေနိုင်မှာကပ်ပဲတော့ဖြစ်တယ်ပဲเนาะအဲ့မျိုးမှာလည်းဘယ်မှမသွားပြဘူးနှစ်ရက်လုံးကအဲ့ဟို research conference paper conference ပေါ့เนาะအဲ့က paper presentation လုပ်တာဟာတွေပဲတက်နေရတယ်ဆိုတော့ဘယ်မှမသွားလိုက်ရပါဘူးဒါပေမဲ့ဒီနိုင်မှာကတော်တော်လေးစုံနေဆိုတော့လေအစားတော့ပြီးတော့တေချာလေးစားကြည့်ခဲ့ရတယ်နေပြီးနောက်တစ်ရက်ကျတော့ကျောင်းဝဆရာရဲ့ philosophy salon ကိုတက်တက်ပါတယ်အဲ့မှာ goals တွေအကြောင်းပြောထိုင်ဝမ်မှာလူတရေနဲ့ပတ်သက် stories တွေအများကြီးပေါ်တော့ခါကြတော့လေအဲ့ရဲ့ philosophy ဟိုတက်တာပေါ့နော်အဲ့မှာလာတက်ကြတဲ့သူတွေနဲ့စကားပြောတော်တော်စိတ်ဝင်စားဖို့ကောင်းခဲ့တယ်ပေါ့နော်သူတို့အဲ့မှာအတွေ့အကြုံတွေကိုပြပြဆိုလေနောက်တစ်ခါထိုင်နှမ်းမှာပဲညကိုရှောက်သွားတယ်ပေါ့နော်သူတို့ရှိမှာ Halloween party ကတိတိကျကျလေးဟို celebrate လုပ်ကြတော့ခါကြအောင်လေသူတို့ကျင်းပကြတော့ခါကြအဲ့မှာလူတွေအကုန်လုံးတော်တော်များ costume တွေလူဝတ်စုံတွေအပြည့်ဝတ်ပြီးတော့သွားကြလာကြတယ်ပေါ့နော်ကိုရီးယားတော့ဘာမှမဟုတ်ဒီမှာဆိုကောင်မလေးရလေးလို့တရေပုံစံလေးပို့ပြီးထိုင်နေနှုတ်ဆက်တာအောင်ပြန်နှုတ်ဆက်ပေါ့နော်သူတကယ်ကို character အပြည့်နောက်တစ်ကတော့စပိန်နဲ့ရှောက်တော့ပါတယ်စပိန်နဲ့သွားရတာလေနေတော့တော်တော်ပူပြီးပင်မနေဒါပေမဲ့လည်းကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုအဲ့လိုနေရာတွေအကုန်ရှောက်ပြီးလမ်းကြားတွေလည်းရှောက်ကြည့်လို့ရတယ်ဆိုတော့လေစပိန်စီကတော်တော်လေးအဆင်ပြေန
နောက်ပြကြတော့ museum ကိုပဲထပ်သွားပါတယ်ဒီကအဲ့ museum သွားရတာကြိုက်တယ်ပေါ့နော် museum မှာလို့ရှောက်ကြည့်ရတာကြိုက်တယ်ဆိုဒါတော့ literature museum ပေါ့နော် literature museum ဆိုတော့သူစာအုပ်နဲ့ပတ်သက် literature အောင်မလေးအဲ့တော့ literature ဆိုတော့ဟိုစာအုပ်နဲ့ပတ်သက်တာပဲပြောမှထင်တာပေါ့နော်သူတို့အရင်တော့စာပေဘယ်လိုရှိရဲဒါပေမဲ့သူ literature အောင်မ art form မှာဘယ်လိုမျိုးလုပ်တယ်ဥမာဟိုတချင်းဆိုရခါမှာ literature နေမှာတချင်းနေဘယ်လိုဖြစ်လာရတယ်နောက် literature နေမှာဒီစာပေတွေကနေမှာတစင်ဟိုအနုပညာဆိုတာဘယ်လိုပြောရမလဲဒီရုပ်ရှင်တွေပေါ့နော်မှာဘယ်လိုမျိုးဖြစ်လာလဲဆိုတာပဲပြောပြထားတာဆိုတော့တော်တော်စင်လောက်ဒါတော့ပထမသူတို့ရဲ့အရှိက compound ရဲ့ building ပေါ့နော်ဒီအရှိမဝင်ခင်လေးနောက်ကအကြီးပဲ3လွှာရှိတယ်ဒါတော့ဒုတိယအလွှာပေါ့နော်ဒုတိယအလွှာမှာအတီးကောင်းတဲ့ရုပ်ရှင်တွေကိုဒီစားပြောထားပြီးတော့ထားမှာလေ back street တွေလို့နောက်ဖွေးလမ်းကြားတွေကတော်တော်နဲ့မကြည့်ရလို့ရအဲ့လိုကြားလေးတွေမှာအများကြီးပဲပြီးတော့လမ်းလျှောက်လို့တော်တော်ကောင်းတယ်မျိုးပေါ့နော်ဒါတော့အိမ်ပြန်နေရပါတော့အိမ်ပြန်တဲအိမ်ပြန်နေရပါဒါတော့အိမ်ကိုပြန်နေပါပြီအိမ်ကိုပြန်နေပါပြီဆိုတော့အလေးစိတ်ကိုသွားပါတယ်ဒါလည်းဗီဒီယိုရထားပဲဒါပေမဲ့တော်တော်လေးအဆင်ပြေဒီမှာဆိုကြည့်ရတယ်တက်တက်ရှင်းရှင်းပဲပေါ့နော်ရိုးရထားလေးဟိုလောက်တော့ပြည့်ရဲထိုင်ဝမ်နီဆိုလာ800လောက်တော့ပြည့်800 900ပေါ့နော်1000ဝန်းကျင်အိတ်ဆက်စာဆိုလို့ရှိရင်တော့1100လောက်ပြည့်ရဲပေါ့နော်ထိုင်ဝမ်နီဆိုလာပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်